ကောင်းမြတ်သောတိတိကျက်တရေကုတ်ဆောင်ညနေခင်းစီးစာချိန်ကသမယလေး၌သူတော်ကောင်းကြီးများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံနိုင်ပါစေခြင်းအကျိုးငါရှေးဥပထမစုမော်ကောင်တောက်စုချွေအပ်ပါတယ်ယခုဖူးမြော်မြင်တွေ့နေရတဲ့စီဒီတော်မြတ်ကြီးကတော့ကဘာကျော်ထူးလွမ်းစီဒီတော်မြတ်ကြီးဖြစ်ပါတယ်ကဘာကျော်ထူးလွမ်းစီဒီတော်မြတ်ကြီးကိုတည်ထားရတဲ့အကြောင်းရင်းကတော့ကျေးဇူးတော်ရှင်နွားဦးတိုင်းဆရာတော်ဘုရားကြီးကကဘာကျော်ထူးလွမ်းစီဒီတော်မြတ်ကြီးကိုတည်ထားရတဲ့အကြောင်းရင်းကတော့ဤဘုရားတင်နေရမှာစောက်ရှောက်နေတော့အဆောက်ရှောက်လေးပေါ့နော်အဲ့တော့ပုံကိုလေးမှာတမဒေဝနတ်ကောင်းနတ်များတွေကဆရာတော်ဘုရားကြီးကိုလွမ်းစီဒီပြီးတည်ထားပေးပါရအတွက်ဆရာတော်ဘုရားကြီးကိုအိမ်မဲ့ပဲလျောက်ထားတဲ့အခါမှာဆရာတော်ဘုရားကြီးကအိုက်ဇီဒီတော်မြတ်ကြီးကိုတည်ထားကိုးကွယ်ပေးခြင်းဖြစ်ပါတယ်ထူးဆိုတာကြတော့ထူးအင်းဇီဒီထူးအင်းကြီးကိုပေါ့နော်အမိပြုပြီးတော့ထူးဆိုပြီးတော့တတ်ထားတယ်ကျော်ဆိုတာကြတော့ကျေးဇူးတော်ရှင်နွားဦးတိုက်ဆရာတော်ဘုရားကြီးကပထမဦးဆုံးနွားဦးတိုက်ဆရာတော်ဘုရားရဲ့လို့သိရှိသွားတာအကျော်ကြေးရွာဖြစ်ပါတယ်ဒနုဖြူမျိုးနဲ့အကျော်ကြေးရွာမှာဆရာတော်ဘုရားကြီးကိုနွားဦးတိုက်ဆရာတဲ့လို့ဟောနော်အဲ့ဒီအကျော်ကြေးရွာနေပြီးတော့လူတိများသွားတာဖြစ်ပါတယ်အဲ့တော့ဆရာတော်ဘုရားကြီးကအဲ့အကျော်ကြေးရွာလေးကိုအမိပြုပြီးတော့ကျော်ဆိုပြီးထည့်ပါတယ်အဲ့တော့ဒီဟာနေပြီးတော့ကျေးဇူးတော်ရှင်နွားဦးတိုက်ဆရာတော်ဘုရားသာသနာပြုတဲ့လုပ်ငန်းကိုစပြီးတော့ပြုတဲ့ချိန်မှာကဘာတီးသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ကဘာလို့ထည့်ထားပါတယ်အဲ့တော့အလုပ်ပါတော့ကဘာကျော်ထူးလွမ်းစီဒီတော်ဟူအမည်တွင်ပါတယ်ကျေးဇူးတော်ရှင်နွားဦးတိုက်ဆရာတော်ဘုရားကြီးမှတီထားကိုးကွယ်ထားတဲ့စီဒီတော်မြတ်ကြီးဖြစ်ပါတယ်အလုပ်ခொနည်းသားသမီးများအားလုံးဖူးမြော်နိုင်ပါစေချေအကျိုးငါဤဗီဒီယိုကလစ်နဲ့ကုသိုလ်ပြုပူဇော်လူသားခြင်းဖြစ်ပါတယ်ထူလန်းစီဒီတော်ရနဘေးမှာကြတော့ဒုံမြေတာစွာကဘာလွမ်းစီဒီတော်မြတ်ကြီးဖြစ်ပါတယ်နေရအဖြစ်တော့တိခပြီးတော့ဖူးမြော်ကြပါဦးစေအုပ်ပုတ်ပေါ်ကနေပြီးတော့ဟောနော်အဲ့တော့သူတော်ကောင်းကြီးများကိုဖူးမြော်နိုင်ပါစေချေအကျိုးငါနေဦးစေအုပ်ပုတ်ပေါ်မှာပေါ့ပြုတ်ကြမှာလဲကြောက်ရတယ်အဲ့ဒါမှဖျားထတ်တဲ့ဖို့အတွက်ဆရာတော်ဘုရားကြီးကအုပ်များကိုစုဆောက်ထားပါပေါ့နော်အဲ့တော့နေရအဖြစ်လဲကျင်းနေပေါ့နော်နီးကဝါလို့ဆိုရရှိလဲပေါ့နော်အဲ့တော့ဇီဒီတော်မြတ်ကြီးကကြီးတယ်ဆိုတော့လေနော်အဲ့တော့ဦးစေရဲ့စကရင်နဲ့မဆမနေမှာဆိုလို့အလုံးမဖူးရမှာဆိုလို့ဦးစေအုပ်ပုတ်ပေါ်ကနေပြီးတော့ပေါ့နော်အဲ့တော့ဗီဒီယိုကလစ်ကိုရအောင်နီးပေါ့နော်အဲ့တော့ဖျားဖူးရအောင်နီးဆိုပြီးတော့သူတော်ကောင်းလေးများအလုံးဒီအုပ်ပုတ်ပေါ်ကနေမျိုးနော်အဲ့တော့အလုံးဦးစေရိုက်ပြချစ်ဖြစ်ပါတယ်အလုံးဖျားဖူးသူတော်ကောင်းများအလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေခြင်းအကျိုးငါဤဖျားဖူးကလစ်နဲ့အဲ့တော့ကုသိုလ်ဒါနပြုလိုက်ခြင်းဖြစ်ပါတယ်အလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ